ပြောင်းတခုလုံးရဲ့အရှင်သခင်ဖြစ်တဲ့ပြားဘီရင်မဟာတာမန်မိခင်တယောက်ထံမကပဲအင်မတန်ကျွမ်းကျင်တဲ့မျိုးဆက်ထိန်းချုပ်သူတူလည်းဖြစ်ပါတယ်။သူမဟာပြောင်းရဲ့အနာဂတ်အတွက်မျိုးစိတ်တစ်ခုချင်းစီကိုစနစ်တကျရွေးချယ်ပြီးအနုစိတ်ဆုံးစီမံခန့်ခွဲတတ်သူပါ။ပြားဘီရင်မတကောင်ဟာအုံထဲကအခန်းငယ်လေးလေးထဲမှာဥတလုံးချင်းစီကိုစတင်ချထားရဲ့အခါအင်မတန်စိတ်ဆက်သေးချလုံးပါတယ်။သူမရဲ့ခန္ဓာကိုယ်ထဲမှာနောင်တစ်ချိန်မှာပြားအုပ်စုကြီးတစ်ခုလုံးဖြစ်လာမယ်မျိုးစိတ်လေးအပြည့်ရှိနေပြီမယ်အဲ့ဒီမျိုးစိတ်တွေကိုစိတ်တိုင်းကျထိန်းချုပ်နိုင်စွမ်းရှိပါတယ်။ပြားလောကမှာမျိုးအောင်ချင်းရှိမရှိပေါ်မူတည်ပြီးရလက်ကကွာခြားတော့ပါတယ်။မျိုးမအောင်တဲ့ဥတွေကနေပြားအောင်အတွက်အလုံးမလုံးနိုင်တဲ့ပြားထီးများသာထွက်ပေါ်လာတတ်ပါတယ်။မျိုးအောင်တဲ့ဥကတော့ပြားအောင်ရဲ့အဓိကအသက်သွေးချော်ဖြစ်တဲ့အလုသမားပြားလေးတွေဖြစ်လာမဲ့ဥတွေပဲဖြစ်ပါတယ်။ပြားပြင်မဟာအခန်းငယ်လေးတစ်ခုချင်းစီကိုလိုက်လံစစ်ဆေးပါတယ်။တကယ်လို့အခန်းလွတ်တစ်ခုမှာမျိုးမအောင်တဲ့ဥတွေဒါမှမဟုတ်မလိုအပ်တဲ့ဥတွေရှိနေတာကိုတွေ့ရင်သူမကချက်ချင်းဖယ်ရှားပြပါတယ်။ပြားအောင်တစ်ခုလုံးစနစ်တကျနဲ့အင်အားတောင့်တင်းစီဖို့အတွက်မျိုးအောင်ပြီးသားဥကောင်းဥတန့်လေးတွေကိုသာစနစ်တကျပြန်လည်ဖြည့်တင်းပြီးမျိုးဆက်သစ်တွေကိုပြိုးထောင်ပေးပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ follow လုပ်ခဲ့ပါအောင်နော်။စီစဉ်လေးကိုဒီမှာပဲရပ်ဖွင့်ပြပါခင်ဗျာ။နောက်စီစဉ်တွေမှာပြန်တွေ့ကြရအောင်။ကျွန်တော်ရဲ့တင်ပြမှုလေးကိုကြိုက်နေတဲ့ဆိုရင် like share subscribe တွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ။